မင်္ဂလာပါဗျာဒီနေ့တော့အိမ်မှာအလွယ်တကူရှက်စားလို့ရတဲ့သခွားသီးရှက်လေးကိုရိုးရိုးရှင်းရှင်းရှက်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးသခွားသီးကိုအခွန်ခွာပါမယ်ပြီးရင်အလယ်ပိုင်းကဥသားနဲ့အစိတ်တွေကိုဖယ်ထုတ်ရလွယ်အောင်နှစ်ချမ်းခွဲလိုက်ပါမယ်အခုတော့ဇွန်းလေးနဲ့အတွင်းပိုင်းဥသားတွေကိုတေချာဖယ်ပြီးသွားပါမယ်ဒီလိုဖယ်ထားမှရှက်ပြီးတဲ့အချိန်မှာစားရတာပိုအဆင်ပြေပြီးအရသာပိုဝင်ပါတယ်အရန်နဲ့ကြီးရှစ်ထုတ်စရာမလိုပဲအလယ်ပိုင်းကိုတေချာဖယ်ပြီးတော့လည်းအဆင်ပြေပါတယ်အတွင်းပိုင်းနေဖယ်ပြီးသွားရင်တော့ရေဆေးပြီးတန့်စင်ပေးပါမယ်ရေထဲမှာအကြာကြီးစိန်ထားတာမျိုးမလုပ်ပဲမြ мян ဆန်ဆန်နဲ့တန့်စင်ပေးထားပါတယ်အဲ့ဒီလိုလှုပ်ထားမှခွားတည်ရဲ့သဘောအရသာနဲ့အာဟာရဓာတ်တွေပိုပြီးထိန်းထားနိုင်ပါတယ်အခုဆိုရင်ရှက်ဖို့အတွက်အဆင်သင့်ဖြစ်သွားပါပြီအခွားသီးလေးတွေကိုအနေတော်အတုံးလေးတုံပေးသွားပါမယ်အရန်ကြီးလည်းမကြီးလုံးမသေးလုံးပဲစားလို့အဆင်ပြေစေမဲ့ရွယ်စားလေးတွေကိုတုံပေးထားပါတယ်ဒီလိုအနေတော်တုံထားမှရှက်တဲ့အခါအရသာပုံဝင်ပြီးစားလို့ပိုကောင်းပါတယ်နောက်တစ်ဆက်အနေနဲ့ဟင်းရှက်ဖို့လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြင်ဆင်သွားပါမယ်ငရုတ်သီးစိမ်းလေးတွေကိုနှစ်ချမ်းခွဲပြီးထည့်ပေးပါမယ်ငရုတ်သီးစိမ်းနှစ်ချမ်းခွဲပြီးသွားရင်တော့ကြက်သွန်တွေကိုလည်းပပလေးလေးပြီးအသင့်ပြင်ထားလိုက်ပါမယ်ပစ္စည်းတွေကရိုးရိုးရှင်းရှင်းဖြစ်ပေမဲ့ရှက်ပြီးသွားရင်တော့အရသာကတကယ်စားကောင်းပါတယ်အခုတော့ပြင်ဆင်ထားတဲ့သခွားသီးလေးတွေကိုဒဲဦးထဲထည့်ပေးပါမယ်ပြီးရင်ကြက်သွန်နီငရုတ်သီးစိမ်းနဲ့ငပိအနှဲငယ်ထည့်ပါမယ်စနွင်းလေးလည်းနည်းနည်းထည့်လိုက်ပါတယ်အယောင်လှအောင်လို့ပါနောက်ပြီးတော့စားနဲ့ဟင်းခတ်မုံကိုလည်းအရသာအနေတော်ဖြစ်အောင်ထည့်ပေးလိုက်ပါတယ်ဒီသခွားသီးရှက်လေးကိုစားရှက်တဲ့အချိန်မှာတော့ရေလေးနည်းနည်းပဲထည့်ထားပါတယ်အားကြောင့်လဲဆိုတော့သခွားသီးကရှက်နေရင်သူ့အလိုလိုရေထွက်လာတဲ့အတွက်အစကတည်းကရေအများကြီးထည့်စရာမလိုပါဘူးနောက်ပြီးဒီဟင်းလေးကိုစီလုံးဝမထည့်ပဲရှက်ထားတာဖြစ်လို့ပေါ့ပေါ့ပါပါနဲ့စားလို့ကောင်းတယ်လို့ကျမ်းမာရေးအတွက်လည်းတင့်တော်ပါတယ်အခုမြင်ရတဲ့အတိုင်းသခွားသီးလေးနူးလာနဲ့များသဘောဝဟင်းလေးတွေတဖြည်းဖြည်းထွက်လာပါပြီအခုတော့အဖုံးအုပ်ပြီးဖြည်းဖြည်းချင်းတည်ထားပေးပါမယ်အနံ့လေးကလည်းမှုေးလာပြီးစားရှင်စရာကောင်းလာပါတယ်ဗျအရှိန်နှင်းငယ်ကြာပြီးနောက်မှာတော့သခွားသီးလေးတွေနူးပြီးအရသာကောင်းကောင်းဝင်သွားပါပြီရိုးရိုးရှင်းရှင်းရှက်ထားပေမဲ့ထမင်းနဲ့တွဲစားရင်တကယ်လိုက်ဖက်တဲ့ဟင်းလေးတစ်ခွက်ပါအခုဆိုရင်ရိုးရိုးရှင်းရှင်းနဲ့အရသာရှိတဲ့သခွားသီးလေးကတော့အဆင်သင့်ဖြစ်သွားပါပြီဗျစီမပါပဲရှက်ထားတာကြောင့်ပေါ့ပေါ့ပါပါနဲ့စားလို့ကောင်းပါတယ်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့အလေတကူလိုက်ပြီးရှက်သားကြည့်လို့ရပါတယ်ဗျဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်သဘောကျတယ်ဆိုရင် like and follow လုပ်ပြီးအားပေးခဲ့ပါဦးဒီနေ့တော့ပိန်းရှက်စားမှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့တူပိန်းရှက်အောင်တချို့တွေကပိန်းဆွဲစားရင်ရတယ်လို့ပြောတယ်ဗျကျွန်တော်တို့ကတော့ဘာစားမရပါဘူးဒီနေ့ပိန်းကိုဘယ်လိုရှက်မလဲဆိုတာကိုတူကြည့်လိုက်ကြအောင်အရင်ဆုံးပိန်းကိုရေဆေးပါမယ်ရေဆေးပြီးတစ်ထက်နူအောင်ပြုတ်လိုက်ပါမယ်အခွန်ခွာလို့ကောင်းလို့ပါအခွန်ခွာလို့ရတဲ့အနေတော်ကြီးပြုတ်လို့ပြီးတော့ရေအေးလေးနဲ့ဆေးပြီးအခွန်ဆောက်ခွာပါမယ်ပိန်းကိုအခွန်ခွာရတာတော့နည်းနည်းလက်ဝင်ပါတယ်စိတ်ရှည်ရှည်လေးနဲ့ခွာပေးလိုက်ပါတယ်ကဲပိန်းကိုအခွန်ခွာလို့ပြီးတော့ရှက်ဖို့အတွက်စပြင်ဆင်ပါမယ်အရင်ဆုံးကျွန်တော်ထုံးစံအတိုင်းငပိလေးနည်းနည်းထည့်ပြီးတော့ရေနည်းစတည်ထားပါမယ်ပိန်းကရေအများကြီးထည့်စရာမလိုပါဘူးလက်တစ်စစ်လောက်ဆိုရပါပြီအယောင်လေးလှဖို့အတွက်စနင်းမုံထည့်ပြီးတော့ဖုံးအုပ်ပြီးတော့ရေဆူအောင်တည်ထားပါမယ်ဟင်းလေးဆူလာပြီဆိုတော့အခွန်ခွာထားတဲ့ပိန်းလေးထည့်ပေးလိုက်ပါမယ်ကဲပိန်းလေးနဲ့ဟင်းလေးနဲ့လိုက်ဖက်အောင်နေရာချပါမယ်ပြီးတော့အရသာအတွက်စားအရှောင်မုံထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ခဏရှက်ထားပါမယ်ပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်အကြာကြီးရှက်စရာမလိုပါထုတ်ခါနေမကြီးသည့်ရှင်နည်းနည်းထည့်ပေးလိုက်ပါမယ်ပြီးတော့ပိန်းဦးနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ပင်စင်းလေးအုပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့အိုးချလို့ရပါပြီပိန်းဦးကစီးပြောင်းပြီးတော့အရန်စားလို့ကောင်းပါတယ်ခင်ဗျဒီနေ့တော့ဘာသာစာဂရမတွေ့တဲ့လူတွေအတွက်အသီးရသုံးမျိုးကိုချင်းကန်ဆက်လေးရခိုင်တုတ်ပြတော့မှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျွန်တော်နဲ့တူလိုက်တုတ်ကြည့်ရအောင်နော်အရင်ဆုံးကော်ဖီလေးကိုတိတိလေးဖြစ်အောင်လှီးလိုက်ပါမယ်ပြီးတော့ခင်းရှိသီးလေးကိုလည်းပပလေးဖြစ်အောင်ညှက်လိုက်ပါမယ်ဗျကဲနောက်ဆုံးတစ်ခုကတော့တခွားသီးလေးဖြစ်ပါတယ်တခွားသီးလေးကိုလည်းတိတိလေးဖြစ်အောင်လှီးလိုက်ပါမယ်အသီးရသုံးမျိုးအားလုံးပြီးရင်တော့ငရုတ်သီးစိမ်းလှော်ပါမယ်ရှင်ငံဆက်လေးတုတ်မှဖြစ်တဲ့အတွက်ကြောင့်ငရုတ်သီးစိမ်းကိုပိုက်မလာအောင်ရေလေးနဲ့ထည့်ပြီးတော့လှော်လိုက်ပါမယ်ရေခမ်းသွားတဲ့အထိလှော်ပါမယ်အခုတုတ်မဲ့ဟင်ကဂရင်းမတွေ့တဲ့လူတွေအတွက်အကြိုက်တွေ့စင်ငရုတ်သီးစိမ်းပြီးတော့ငပိလေးကိုလည်းမိခင်လိုက်ပါမယ်ဗျငပိမိခင်ပြီးသွားရတော့ငရုတ်သီးထောင်ဖို့အတွက်စက်တုံဖြူငရုတ်ကောင်းကိုအစင်သင်းလုပ်ထားပါမယ်။အောင်လည်းအစင်သင်းဖြစ်နေပြီဆိုတော့ငရုတ်သီးစားထောင်ပါမယ်ဗျ။ဟင်းတုံမှာငရုတ်သီးထောင်ပြီးတော့ထည့်တာပူအရသာပူပြီးကောင်းစေပါတယ်ဗျ။ကဲခုတော့ငရုတ်သီးစားထောင်ဖို့အတွက်ပြင်ဆင်လိုက်ပါမယ်။အားလုံးပြီးတော့ငရုတ်သီးစားထောင်ပါမယ်ဗျ။ငရုတ်သီးညက်ပြီဆိုတော့ဟင်းစားတုပ်ပါမယ်။ကော်ဘီခင်းရှင်သီးတခွားသီး
လှီးထားတဲ့ကြက်သွန်နီလေးကိုလည်းထည့်ပေးလိုက်ပါမယ်အားလုံးပြီးငရုတ်သီးစိမ်းထောင်းထားတဲ့ဟာကိုထည့်ပါမယ်စားအရှုံမှုနဲ့တံပြာသီး2ချမ်း3ချမ်းလောက်ညှစ်ပါမယ်ဗျဟဲ့ဟာတုတ်တော်မတော့ရသေးပဲငရုတ်သီးထောင်းမှာပါတဲ့ကြက်သွန်နီငရုတ်ကောင်းနဲ့တွေကမွေးနေပါပြီဗျအားလုံးထည့်ပြီးသွားရင်တော့လက်အိတ်လေးစုပ်ပြီးတော့နေပါမယ်ငရုတ်သီးထောင်းမှာပါတဲ့ကြက်သွန်နီနဲ့ငရုတ်ကောင်းနဲ့လေးကတော့မှုမွေးလေးဖြစ်ပြီးအနက်လေးကဆွဲဆောင်နေပါပြီဗျအိမ်မှာဟင်းမရှက်ဖြစ်တဲ့နေ့တွေဆိုရင်ဒီလိုတုတ်စားကြည့်ပါနော်ရှင်ငါဆက်လေးဆိုတော့ဗျထမင်း2ပကံလောက်တော့အသားလေးကုန်ပါတယ်ကဲကျွန်တော်ကတော့ဒီနေ့ကော်ပီခရမ်းရှိသည့်တခွားသည့်တုံးနဲ့စားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲစားကြပါအောင်ဒီနေ့တော့ဂွေတောက်ရက်ကိုရခိုင်လိုရှက်ပြပါမယ်မင်္ဂလာပါဗျဒီနေ့တော့ဂွေတောက်ရက်လေးကိုငရုတ်သီးစိမ့်နဲ့ရိုးရိုးရှင်းရှင်းရှက်ပြပေးသွားမှာဖြစ်ပါတယ်အမျိုးအနေနဲ့ငါးနဲ့ပစုံတွေကိုလည်းထည့်ပြီးရှက်လို့ရပါတယ်ဗျအခုတော့ရှက်ဖို့အတွက်ဂွေတောက်ရက်လေးကိုပြင်ဆင်သွားပါမယ်ပထမဦးဆုံးအညွန့်လေးနဲ့အရွက်လေးတွေကိုအနေတော်လေးဖြစ်အောင်ဖြည့်ညက်ပေးလိုက်ပါမယ်အခုဆိုရင်တော့ရှက်ဖို့အတွက်အဆင်သင့်ဖြစ်သွားပါပြီဖြည့်ညက်ထားတဲ့ဂွေတောက်ရက်လေးတွေကိုစားနဲ့ငယ်ထည့်ပြီးတော့ရေစိမ်ထားပေးပါမယ်ခဲအခုတော့ဟင်းရှက်ဖို့ငရုတ်သီးထောင်းပါမယ်ထောင်းထားတဲ့ငရုတ်သီးညက်ပြီးဆိုတော့ဟင်းစားရှက်ပါမယ်ရှက်ဖို့ဟင်းတဲပါမယ်ထောင်းထားတဲ့ငရုတ်သီးစိမ့်နဲ့ငပီးမကြီးသီးလေးတွေကိုဒဲဦးတဲ့ထည့်ပြီးဟင်းလေးနဲ့ထက်ကစတင်တည်ထားပါမယ်ဟင်းလေးလည်းဆူလာပြီးမလို့မကြီးသီးစိမ့်လေးကိုဆယ်ယူပြီးတော့ခွက်တဲ့ထက်ကအရှင်ဖောက်ပေးပါမယ်ဗျပြီးတော့အရှင်လေးကိုဒဲဦးတဲ့ပြန်ထည့်ပေးလိုက်ပါမယ်အခုဆိုရင်ဟင်းလေးလည်းအသင့်ဖြစ်ပြီဆိုတော့ဂွေတောက်ရက်လေးကိုထည့်ပြီးစားနဲ့ဟင်းခတ်မုံအရသာအနေတော့ဖြစ်အောင်ထည့်ပေးပါမယ်ဗျဒီနေ့တော့စီလုံးဝမထည့်ပဲရှက်ထားတာကြောင့်ပေါ့ပေါ့ပါပါနဲ့စားလို့ကောင်းတယ်လို့ဝိတ်ထိန်နေသူအတွက်လည်းအဆင်ပြေစီပါတယ်ဗျဂွေတောက်ရက်လေးတွေကအကြာကြီးရှက်စရာမလိုပဲအဖုံးအုပ်ပြီးခဏလေးတည်ထားပြီးနဲ့ကြက်သွားပါပြီအကြာကြီးရှက်လိုက်ရင်အခါတက်တွေများသွားတာကြောင့်ခဏလေးပဲရှက်ပြီးအကောင်းဆုံးပါပဲဗျအိမ်မှာရှက်စားကြည့်ကြနော်မင်္ဂလာပါခင်ဗျာမုံလာပင်လေးကိုဘယ်လိုရှက်စားရတာကြိုက်လဲဗျဒီနေ့ကျွန်တော်ကတော့မုံလာပင်လေးကိုငရုတ်သီးစင်းလေးရှက်ပြီးတော့ရှက်စားပါမယ်ဈေးတွေကမုံလာပင်လေးလက်လက်ဆက်တွေ့ရနဲ့ဝယ်လာလိုက်ပါတယ်မုံလာပင်လေးကိုကျွန်တော်တို့အမြင့်ကိုလှီးပြီးတော့အပင်လိုက်ရှက်မှာဖြစ်ပါတယ်မုံလာပင်ကိုရခိုင်လိုတုတ်စားလို့ရတယ်လို့ပြုတ်ပြီးတော့အပိရေငရုတ်သီးထောင်းနဲ့တုတ်စားလို့လည်းရပါတယ်ခင်ဗျဒီမုံလာပင်ရှက်ဖို့တည်းကျွန်တော်တို့အမြင့်လေးကိုလှီးလို့ပြရနဲ့စားလေးနည်းနည်းထည့်ပြီးတော့ရေတခြားဆေးပါမယ်ရေလေး2ထပ်3ထပ်လောက်ဆေးပြီးတော့ကျွန်တော်တို့ရေစစ်ထားပါမယ်ဗျဒီရေစစ်ထားတဲ့ရှင်ငရုတ်သီးစိမ့်လေးကိုအပိုင်းပိုင်းလေးညှက်လိုက်ပါမယ်ငရုတ်သီးစိမ့်လေးပိုင်းလေးညှက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဖင်းရင်အရင်တည်ပါမယ်မပိလေးထည့်ပြီးတော့ရေလေးနည်းနည်းနဲ့ဖင်းရင်တည်ထားပါမယ်ဗျဒီမုံလာပင်လေးမှုေးဝအောင်နက်လေးမှုေးအောင်ကြက်သွန်လေးတစ်လုံးပပလေးလှီးပြီးတော့ထည့်လိုက်ပါမယ်ကဲဒါဆိုတော့ကျွန်တော်တို့ဟင်းရင်ကိုတည်ထားပါမယ်ဟင်းမြကြအောင်လို့ကျွန်တော်ရင်လေးကိုအသုံးထားပါတယ်ခင်ဗျကဲဟင်းလည်းစုလာပြီဆိုရင်ကျွန်တော်တို့မလာပင်လေးကိုကနေထည့်လိုက်အောင်ပါပဲမလာပင်လေးကအကြာကြီးရှက်စရာမလိုပါဘူးခင်ဗျဟင်းစုလို့ပြရနဲ့ထည့်လိုက်တာနဲ့နည်းနည်းလေးအထက်အောင်မှွေလို့ပြရနဲ့ကျွန်တော်တို့ကြက်ပါပြီဟင်းလေးနဲ့နုံးရရင်ကျွန်တော်တို့စားအရှုံကိုထည့်ပြီးတော့အရှင်ရတာလေးဖြစ်ဖို့အကြီးသီးအမှဲ့ကိုဖြုတ်ပြီးတော့နည်းနည်းလေးထည့်လိုက်ပါမယ်ကဲအခုဆိုတော့မလာပင်ပင်ပေါက်လေးရှက်တာစားလို့ရပါပြီ။အေးလေးတည်ထားတော့အကြာကြီးရှက်စရာမလိုပေါ့ဗျာ။ခဏလေးနဲ့ကြက်ပါတယ်။ကဲဒီလိုလေးပူပူလေးရှက်စားကြည့်တော့အရန်ကိုထမင်းစားနိုင်ပါတယ်။ရှက်ရတာလည်းအရန်ကိုလွယ်ပါတယ်ခင်ဗျာ။တကူတကာဘာမှထည့်စရာမလိုဘူး။စီလည်းထည့်စရာမလိုဘူးနော်။စီထည့်လို့ရှိရင်တော့လေပင်ကြက်တာပေါ့ဗျာ။စားလို့ညီးလာလို့ရှိရင်ဒီလိုရှက်စားကြည့်တော့အရန်ကောင်းပါလေခင်ဗျာ။